Hello ချူပါဒီစနေနေ့လေးမှာလဲချူပါရလောက်ခဲလဲချူနဲ့တူလိုက်ကြည့်ခဲ့ပါဦးနော်ဒီနေ့မနက်9နာရီထားပြီးတော့တလလုံးပြတ်ခဲ့တဲ့ခြင်းကိုပြန်သွားပါတယ်ခြင်းကအပြန်စီဝင်မှာမို့လို့ဈေးရှင်နောက်မှာတခါရဲယူသွားပါတယ်ရှင်ချင်းပြတ်တာဒီနေ့ဆို9ဘက်လောက်ရှိပေါ့နော်ချင်းစော့ရရက်လိုက်လို့သူများရဲ့လိုဝမလာပဲပိန်သွားတဲ့ဖွယ်ရပါကြွက်သားတွေပြန်တင်မို့ပင်မရပါအောင်မရှင်ဒီနေ့တော့ဈေးလဲသွားရမယ်ပထမဆုံးနေ့မို့လို့တိတ်အများကြီးမစောခဲ့ပါဘူးချူရဲ့ဘလော့တွေမှာချူရှေ့တစ်ပတ်လုံးအလုပ်တွေများနေလို့ဟင်းမချက်ပြတာပေါ့နော်ဒီနေ့တပတ်စာဈေးလဲဝယ်ရင်းနဲ့စားချင်တဲ့ဟင်းတွေကိုတေချာလေးချက်စားပါမယ်ရှင်ဈေးထဲမှာတော့အဓိကသားငါးတွေပဲဝယ်လာဖြစ်တယ်အသီးရွက်တွေကချူတို့အိမ်သားမှာရှိလို့လေပြီးတော့ဈေးထဲသွားတာလောလောနဲ့သွားပြီး cash လေးဘူးမေ့သွားတယ်ချူတို့ဈေးကတော့ခင်မီရဲ့ KP နဲ့ဝယ်ခဲ့ပါတယ်ဒီနေ့ဝယ်လာလေးတွေကတော့ချက်သားရဲ့ပစုံကတော့2မျိုးဝယ်လာတယ်မွေးမြူလေးနဲ့မီးနေလို့ခေါ်လာမသိဘူးပြီးတော့ဝက်သားကတော့အိမ်မှာကြံသေးရဲ့အဲ့နဲ့ဝက်သားတွေလည်းမတွေ့ရနဲ့မဝဲခဲ့ဘူးငဖယ်ပါတယ်ပြီးတော့ငကျင်းလည်းပါပါတယ်ဒါတော့ဒီတစ်ပတ်စာတော့ကောင်းလောက်ပါတယ်ဒီမနေ့ပိုင်းတစ်ပိုင်းတော့မနာရသေးပြီမဲ့လေကူတဲ့အတော်ကြီးလာတော့ခဏတော့နားလဲရပါတယ်ချူနာနေတော့မှပဲသူကချင်မောင်ကျော်ကိုပြင်ဆင်ပေးတာပါတယ်ချူကဒီနေ့ချင်မောင်လေးကိုပစုံနဲ့ကြော်စားမှာပါဒါကချူမှထားတဲ့ကျိတ်ဆက်လေးရောက်လာလို့တခါရဲအန်ပေါင်းစင်းလုပ်ရင်းနဲ့တခါရဲသုံးပါပါချူမှထားတော့ simple တစ်စိတ်လေးပါသူကအာသွင်းကျိုးလေးတော့မပါဘူးပေါ့နော်တိုက်စီဆိုတော့အိမ်မှာရှိတဲ့တိုက်စီကျိုးရင်းနဲ့တော့အာသွင်းလို့ရပါတယ်အရင်တော့ချူသုံးတဲ့ကျိတ်ဆက်တွေလည်းဒီလိုပုံစံနေပဲဒါပေမဲ့အဲ့ဒါတွေကတော့တစ်စိမ့်မရှိဘူးပေါ့နော်ဒါလေးကတော့ runny လည်းပါတယ် simple ကဆိုတော့သုံးလို့အဆင်ပြေပါတယ်ကြိတ်ထားတာလေးတွေညက်မှုန်နေရပဲဒီမှာကြိတ်ထားတာတွေ့လိုက်ညက်မှုန်နေရပဲလူကြီးတွေကတော့ချင်မောင်ကိုပစော်နဲ့ကြော်ပါမယ်ပြီးတော့ချင်မောင်ကြော်နဲ့အလိုက်ဆုံးပေါ့နော်ကြက်ဦးလေးကြော်ပါမယ်ဟိမချက်ပြတဲ့နေ့ဒီမှာတစ်တော့ကြည့်ရင်ချင်မောင်ပစုံနဲ့ကြော်ထားတာတွေပဲတက်နေတော့အရန်စားကျင်နေရတယ်ဒီနေ့တော့အကောင့်ထဲပေါ်ပြီးကြော်စားဖြစ်ပါတယ်အရင်ကဆိုရင်ချူကြော်တဲ့ style ကအခုလိုပစုံထည့်ပြီးဝိုင်းချင်မောင်ရင်ထည့်တာပေါ့နော်အခု TikTok ကဗီဒီယိုတွေမှာကြတော့သူတို့ကဒီလိုမျိုးလေးကြော်ရဲဆိုတာနဲ့လိုက်ကြော်ကြည့်တာပါဒါမဲ့သူတို့ကြော်ပြတာသူတို့ချင်မောင်အရင်မှွေထားရပါတော့ချူကမမှွေထားပြီးတော့မပြောရနဲ့ရေထက်ထည့်တယ်ထည့်ပြီးချူကတော့ငါပြီးကိုအရေးဖြောတာမဟုတ်ပဲဒီတိုင်းလေးပဲထည့်လိုက်ပါတယ်နေစင်းရကနေပြီးတော့ငရုတ်သီးအနီကိုလည်းတစ်ထောင်မိုးဝယ်လာအများကြီးရတယ်ဒါနည်းနည်းပဲထည့်တာပေါ့နော်ရေခဲတက်တာတွေမှာအများကြီးကျန်ပါသေးရဲ့သူကလေချင်မောင်ကြော်တဲ့ထဲဖို့ဆိုဝယ်လာတာမှန်သွားတယ်ဆက်ဆက်ကလေးစားလို့ကောင်းတယ်ချင်မောင်ကြော်ချက်ပြီးဆိုတာနဲ့ကျုပ်ကြော်ကိုလုပ်လိုက်ပါတယ်ကျုပ်တော့ဒီနေ့ကျွာခရမ်းကျင်လေးများများလေးရဲ့ကျက်တော်များများလေးရဲ့နဲ့ထည့်ပြီးတော့ကြော်ပါမယ်မှန်တော့အရင်တော့ဆိုရင်ငရုတ်သီးစိမ်းရောနည်းနည်းမျိုးတက်တဲ့ဒီနေ့တော့ချင်မောင်ကြော်မှာဆက်နေပြီဆိုတော့ကျုပ်တွေကိုထပ်မထည့်တော့ဘူးပေါ့နော်ချင်မောင်ကြော်နဲ့ကျုပ်ကြော်တော့လူကြီးတွေအတွက်ပေါ့နော်ကန်နီလေးအတွက်ကကင်မွန်ချွန်ဟီနဲ့ငါးကြော်ပါကင်မွန်ချီရချက်နေရတဲ့အကြောင်းအရာလေးကန်နီကကင်မွန်ချီရပါထမင်းအရန်စားလို့ပါလဲကြိုက်တယ်ပေါ့နော်ပြီးတော့ကင်မွန်ချီကဥလန်းချောင်းတွေလည်းကောင်းတာမို့လို့ချူရကျွေးပြတာပါဟင်းနေချက်ပြီးရဲ့ချိန်မှလေးဘိုက်ကအရန်စားနေတယ်ဒါပေမဲ့ရေမချိုးရသေးခင်မစားချင်တော့ချွေးတအောင်ခဏနာပြီးမှပဲချူရရေမိုးချိုးမှစားရပါအမျိုးသားနဲ့ကလေးကတော့ချူဟင်းချက်ပြီးဆိုတာနဲ့ချက်ချင်းအောင်စားလိုက်ကြလို့ချူတယောက်တည်းပဲနေ့လေးစားဖြစ်ပါတယ်တမင်စားပြီးစားကြည့်အောင်လမ်းလျှောက်တယ်အနီလေးနဲ့ခဏအေးလိုက်ပြီးတော့နိုးလာတဲ့အချိန်မှာတော့ချူချီနေကြကိုရီးယားကားလေးနဲ့ပိုင်းသစ်ထွက်တာနဲ့ကိုရီးယားကားလေးကြည့်ပြီးနားရောက်လိုက်ပါတယ်ချူရဲ့တနေ့တာလေးကိုကြည့်ပေးလို့ကျေးဇူးပါနော်နောက်ဘလော့လေးမှာပြန်ဆုံပါမယ်ရှင် bye